အားလုံးပဲမင်္ဂလာပါဒီမှာကြည့်အောင်တပည့်စီးပင်ကျွန်တော်ပင်လောင်သွားတဲ့လမ်းတစ်ဖက်တစ်ချက်ဖက်မှာအိုးတပည့်စီးတွေအများကြီးပဲခုဒါဈေးကောင်းတယ်ဗောနော်အောင်ပန်းမှာဆိုတပိတ်တာကိုဟို2500လောက်ရှိရယ်ကျွန်တော်ပင်လောင်ဖက်မှာတော့မှတပိတ်တာကို1200လောက်1500လောက်ရတာဗောနော်ဒီမှာကြည့်ဒီလိုလေးဟာလေးပြမယ်နော်ဒီမှာပါဒါမျိုးတွေတပည့်စီးပင်ဗောနော်ဒါတရုတ်ပြည်ရောက်ဝယ်တာလားမသိဘူးဈေးအရန်ကောင်းတယ်ဗောနော်ဒီလမ်းတစ်ဖက်ကကြော့မှာအိုးအခုနေခုံရင်ကန်တာတစ်စီးလောက်ခုံရင်အိုးပတ်စံ350ပြီးမလို့ဘူးဒါတွေလုံးဝရှယ်ပဲဟေးကျွန်တော်နန့်ဆန်တက်တာပေါ့နော်ဒီမှာဒီဖွက်သားတွေနဲ့နန့်ဆန်သွားနေရပါတယ်ဒီမှာဒီမင်းသားတွေနဲ့ပေါ့နော်ဒါတော့အတီးเสียပါကီတမူးပေါ့အများအားမူးနေတာပါလေအပြာကမရလို့ဒီနေ့ညီကားနဲ့တက်ခဲ့ရတာပါဟိုအပြာကဆိုကိုငယ်ကားလေခုငယ်ကားအပြာကကျွန်တော်ကအနီကားနဲ့တက်ရပါလေခုကျွန်တော်လမ်းတစ်ဝက်မှာတပည့်စည်းပြင်လလေးအားကြီးပဲဝေါဆိုခင်